မယ်တက်တိတ်အိုက်ဖုန်း ဟာရှေ့ကဖြူဖြူလုံးလုံးကိုင်ချင်တာကွာငါကိုင်ချင်တယ်လို့ပြောလိုက်တယ်ဘယ်ရှေ့ကဖြူဖြူလုံးလုံးအပေါ်ပြောတာအော်ကိုစောင်းရည်ရလေးတစ်ခုပြောဝဲတက်ကဟာတာလေးမှာရေမနဲ့ရေအိုးတဲ့ကိုရေမောကိုဒီလိုကြီးသွားတဲ့ဗျာမင်းစားလားတို့ကိုစောကွာငါလုံးမကိုစောမတ်ပြီမိုးရေမရွာပါနဲ့လားကွာနေခုလိုမျိုးတွေရွာတော့မနေရတာအဆင်မပြေဘူးကွာတော့ဘာလို့မိုးရွာနေရွာမနေစီကိုကွာမင်းကဘာမြင်ဟိုမသိပါဘူးဗျာဟောငါမသိလို့မင်းကိုမေးနေတာလေကျွန်တော်မပြောပြချင်ဘူးဗျာဟောငါသိအခုတော့မိုးရွာနေတယ်ဆိုရင်မင်းကောင်မလေးကိုမင်းလွမ်းလို့မဟုတ်ပါဘူးဗျာဒီမှာအခုလိုမျိုးမိုးတွေကနေမနာညမနာရွာတော့ပြစ်တွေကမချောက်ဘူးလေဗျာကျွန်တော်မှရှိတာမှပြစ်သေးလေးတစ်ထည်ပဲရှိတာဗျာဟဲ့ငါပိုက်နဲနာလေးကွာအိစာသွားတက်လိုက်အောင်မင်းဆိုင်ကိုကြည့်ရတယ်တဲ့ဟုတ်ကိုကျွန်တော်ကြည့်ရပါမယ်နော်ဟဲ့ငါသွားနေချိန်ရောက်ရသေးတယ်အာဟိုရတယ်ဗျအကိုကြီးလည်းကြီးတယောက်လုံးထိုင်နေမရောင်းရပဲနေမလားဗျရောင်းရတာပေါ့နောက်ရကိုဖောက်တယ်ပါရသွားရင်နော်နောက်ရလည်းလာပေးမယ်တဲ့မိုက်လိုက်တာကွာဒါနဲ့ရောမင်းဘယ်လောက်ဘူးတော့ရောင်းလိုက်လဲဟောအများကြီးတော့မဟုတ်ပါဘူး900ဘူးတဲ့ဗျအော်အေးဟဲ့မင်း900ဘူးဘယ်နေရာပေးလဲ900ကို120ပေးလိုက်တာလေအယောဒီမှာဒီကဘာလာကတော့ဟာကျွန်တော်ကဘာပါပါဘူးဗျာကျွန်တော်တကယ်ကြီးကိုအကျွေးပေးဖို့3000ပဲပါပါတယ်အေးအဲ့ဒါကူပေးလိုက်တယ်ဟာတားကြီးမင်းပါလားအေးဟုတ်တယ်ငါမင်းကြီးကခါတိုင်းတောင်းနေကြမရလို့အခုလည်းရွက်ဖြတ်ပြီးတောင်းတာဟေး